ရန်ကုန်မြို့လေကနှစ်ပေါင်း100ကျော်တက်တန်းရှိတဲ့ဝစီယာရုပ်ရှင်ယုံကြီးကိုစစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ပြီးခန်းခန်းနာနာဖွင့်လှစ်ခဲ့တဲ့မြင်ကွင်းဟာမြို့ခံပြည်သူတွေအတွက်တော့ပျော်စရာထက်တွာလာရေးခက်ခဲတွေနဲ့စိတ်ပြက်စရာတွေသာဖြစ်ခဲ့ရပါတယ်။ရွှေစည်းကတကြက်သားကိုစံချိန်တွေမြင့်တက်နေပြီးစံတပီကိုတောင်ကြက်တောင်းကျော်ပေးဝယ်နေရတဲ့အခြေခံလူဒန်းစားတွေရဲ့ငိုတန်တွေကြားမှာခုလိုချမီအလှပြပွဲတွေလုပ်နေတာဟာအနာနဲ့စေးမတက်တယ်လို့ဖြစ်နေတယ်လို့မြို့ခံတွေကဝေဖန်နေကြတာပါ။ဒါအပြင်တောင်ကူခရိုင်တွေကရွာလေးတရွာမှာလည်းမတိုက်ကမရှိပဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလင်းငယ်တွေအပါဝင်လူ၈ယောက်စလုံးရဲ့အသက်တွေကျွေးလင်းခဲ့ရတဲ့ရင်းနှင်းစရာသတင်းကလည်းဒီကနေ့ရဲ့အထူးခြားဆုံးသတင်းတစ်ခုဖြစ်နေပါတယ်။မိဘပြည်သူပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာ။ဒီကနေ့အတွက်ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ဒီကနေ့ညနေခင်းအတွက်ထူးခြားတဲ့သတင်းအကျဉ်းတွေကိုအရင်ဆုံးတင်ပြပေးခြင်းပါတယ်။ပထမဆုံးသတင်းအနေနဲ့အာရခတပ်တော် AA နဲ့ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီတို့လိုင်းကနေတွေ့ဆုံပြီးလက်ရှိနိုင်ငံရေးအခင်းကျင်းနဲ့ရှေ့ဆက်သွားရမယ့်လုပ်ငန်းစဉ်တွေကိုပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတဲ့သတင်း။ပဲခူးရိုးမထက်ကလေလမြောင်ကြီးကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလင်းငယ်တွေအပါအဝင်အရက်သား၈ဦးသေဆုံးခဲ့ရတဲ့ဝမ်းနည်းစရာသတင်းဖြစ်ပါတယ်။မန္တလေးမြို့နယ်မှာစစ်ကောင်စီဘက်က drone နဲ့ပုံချခဲ့လို့ကလေးငယ်2ဦးနဲ့အမျိုးသား3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်း။နောက်တဲ့သတင်းတစ်ခုကတော့မိထီလာမြို့နယ်မှာလူငယ်တွေကိုစစ်ထဲဝင်ဖို့အတင်းကျပ်ဖိအားပေးပြီးငွေညှစ်နေတဲ့ကြေးရွာအုပ်ချုပ်ရေးမှူးနဲ့သူ့ရဲ့ညီဖြစ်သူတို့ရှင်းလင်းခံလိုက်ရတဲ့သတင်း။စကိုင်းတိုင်းတမူးမြို့နယ်မှာရှမ်းပြည်အမျိုးသားများတပ်မတော်ကရဲဘော်2ဦးဟာလက်နက်ခဲယမ်းအပြည့်အစုံနဲ့တော်လှန်ရေးတပ်ဖွဲ့ထံအလင်းဝင်ရောက်လာတဲ့အတွက်စုငွေ6သိန်းချိမြင့်ခံရတဲ့သတင်း။နိုင်ငံတော်ကအကျဉ်းထောင်တွေထဲမှာကျန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသူ9000ကျော်ရဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့အကျဉ်းထောင်အတွင်းကဆိုးရွားတဲ့ကျန်းမာရေးအခြေအနေတွေအကြောင်းနိုင်ငံတကာသတင်းကဏ္ဍမှာဂျာမနီနိုင်ငံကပွဲတော်တစ်ခုတွင်အစ္စလမ်အစွန်းရောက်အကြမ်းဖက်သမားတဦးရဲ့တိုက်ခိုက်မှုကြောင့်လူသေဆုံးဒဏ်ရာရခဲ့တဲ့သတင်းနောက်ဆုံးသတင်းကတော့ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်မှာအမျိုးသမီးငယ်တဦးကိုအဓမ္မပြုကျင့်တပ်ဖြတ်ခဲ့တဲ့တရားခံ3ဦးကိုအာရခတပ်တော် AA ကအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့ပြည်တွင်းကစစ်ရေးနဲ့ပြည်ပခသတင်းတွေကိုတင်ဆက်ပေးကြပါမယ်ပဲခူးတိုင်းတောင်ငူခရိုင်ထဲမှာဗားတိုက်ပွဲမှမရှိဘဲစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးငယ်တွေအပါအဝင်ဒေသခံရှိဦးသေဆုံးခဲ့ရတဲ့ဖြစ်ရဟာအတော်လေးကိုစိတ်မကောင်းစရာဖြစ်ပါတယ်။နိုင်ငံသားကလိုက်ရှိကြီးမထွန်းကပတ်ရှိကြီးမိချင်းဇိုင်လ25ရက်နေ့မနက်7:00နာရီခွဲလောက်မှာခမီကမထက်ကလေလမြောင်ကြီးကျေးရွာကိုစစ်ကောင်စီတပ်ကလေရင်နှစင်းနဲ့ပေါင်2050ဖုံးတွေအုံပြုပြီးတမင်တက်တက်ပြစ်မှတ်ထားဘုံကျဲခဲ့တာပါ။ဒီတိုက်ခိုက်မှုကြောင့်အသက်52နှစ်အရွယ်ဦးစောဝန်းအသက်42နှစ်အရွယ်အောင်ဆန်းအသက်18နှစ်အရွယ်အောင်ဆန်းအသက်73နှစ်အရွယ်နော့စင်အသက်82နှစ်အရွယ်တာဆင်အသက်38နှစ်အရွယ်နော့တာအသက်29နှစ်အရွယ်ဦးတေစေဒေါ်သားညင်းနဲ့အသက်9နှစ်အရွယ်ဘဝနိုဇေတို့တေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါပြင်ရွာတွေကမဲတောင်ဖျားကျောင်းလည်းပျက်စီးသွားခဲ့ပါတယ်။နေကင်းကြောင်တော်မှာကုလိုမျိုးအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာစစ်ရာဇဝတ်မှုကျူးလွန်တာပဲလို့ပဲခူးတိုင်းစစ်ဒေသခွဲကထုတ်ပြန်ထားပါတယ်။ဒဏ်ရာရတဲ့ပြည်သူတွေကိုတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကစေဝါကူတောင်းမှုတွေပေးနေရတယ်လို့ဆိုပါတယ်။မန္တလေးတိုင်းစက်ကူးမြို့နယ်ဘက်မှာလည်းစစ်ကောင်စီတပ်ရဲ့ drone နဲ့တိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေထိခိုက်နေရပါတယ်။ဇူလိုင်လ25ရက်နေ့ညနေပိုင်းမှာစက်ကူးမြို့တောင်ချမ်းကထုံးကြီးရွာမှာအခြေစိုက်ထားတဲ့စစ်ကောင်စီတပ်ကနေ drone 4စင်းနဲ့ AR မြစ်ကမ်းဘေးကရွာတော်ရွာတဲကိုဗုံးကျဲခဲ့တာပါ။ဒီတိုက်ခိုက်မှုကြောင့်အမျိုးသမီးငယ်2ဦးနဲ့အမျိုးသား3ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးနေအိမ်တွေလည်းပျက်စီးခဲ့ရပါတယ်။ပြီးခဲ့တဲ့ဇွန်လတုန်းကလည်းကျက်တူရွေးကြေးရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ရိတ်ခါပြန်ယူတဲ့အမျိုးသမီး2ဦးသေဆုံးခဲ့ရပူပါတယ်။ဒါကြောင့်ARDမြေကမ်းဘေးကဒေသခံတွေအနေနဲ့ဒီကြောင့်အန်ရီနဲ့လက်နက်ကြီးအန်ရီကိုအထူးသတိထားကြဖို့တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။စကိုင်းတိုင်းတမူးခရိုင်ဘက်ကသတင်းကိုဆက်ကြည့်အောင်ပါ။ရှမ်းပြည်အမျိုးသားများတပ်မတော်ကတပ်ဖွဲ့ဝင်2ဦးဟာလက်နက်ခဲယမ်းတွေနဲ့အတူဒေါ်လာရေးတပ်ဖွဲ့ထံပူးပေါင်းလာပါတယ်။သူကတော့တပ်မဟာ8တပ်ရင်း3ကရဲဘော်မိုးထက်အောင်ဖြစ်ပါတယ်။သူဟာ AK48 တနက်တလက်ကြီးအိမ်လေးသူကြီးစံတွေ G3 ကြီးစံတွေမိုင်း14လုံးနဲ့လက်ပစ်ဗုံး1လုံးကိုယူဆောင်လာခဲ့တာပါ။တမူးခရိုင်အမှတ်2တပ်ရင်းကသူ့ကိုနှွေးနှွေးထွေးထွေးကြိုဆိုခဲ့ပြီးစုချင်းငွေကျပ်6သိန်းချိမြင့်ခဲ့တယ်လို့သိရပါတယ်။ရှေ့ဆက်ပြီးတော့လည်းသူ့ရဲ့သဘောဆန္ဒအတိုင်းလုံခြုံတဲ့နေရာကိုပို့ဆောင်ပေးသွားမယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။အခုလိုမျိုးလက်နက်နဲ့အတူအလင်းဝင်လာသူတွေကိုတော်လှန်ရေးအဖွဲ့တွေကအမြဲတမ်းကြိုဆိုနေတယ်လို့လည်းဆိုပါတယ်။မန္တလေးတိုင်းမိထီလာမြို့နယ်ကသတင်းတစ်ခုကတော့အတော်လေးကိုတုံ့လုံးစရာကောင်းပါတယ်။စင်အောင်ကုန်းကြေးရွာမှာလူငယ်တွေကိုအတင်းကျပ်စစ်ထဲဝင်ဖို့ဖိအားပေးပြီးစစ်မှုထမ်းစီရင်ကနေကင်းလွတ်ခွင့်ရခြင်းရင်ငွေသိန်းနဲ့ချီပေးရမယ်လို့ချင်းချောင်းငွေညစ်နေတဲ့ကြေးရွာအုပ်ချုပ်ရေးမှူးဆိုမင်းနဲ့သူ့ရဲ့ညီဖြစ်သူတို့ကိုဒေသခံလူငယ်တွေကဇူလိုင်လ23ရက်နေ့ညပိုင်းမှာဝင်ရောက်ရှင်းလင်းခဲ့ပါတယ်စစ်ကောင်စီဟာစစ်တင်တဲ့အမှတ်စဉ်9အတွက်ကြေးရွာတရွာကိုလူငယ်အယောက်20မဖြစ်မနေပေးရမယ်လို့အောက်ခြေအုပ်ချုပ်ရေးမှူးတွေကိုဖိအားပေးထားတာပါအဲ့ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးအုပ်ချုပ်ရေးမှူးကကိုကျိုးရှာငွေညစ်ခဲ့တာကြောင့်ခုလိုဖြစ်ရတွေဖြစ်လာရတာလို့သိရပါတယ်ဒါဟာစစ်ကောင်စီရဲ့အောက်ခြေအုပ်ချုပ်ရေးရန်တရားတွေပျက်စီးနေပြီဆိုတာကိုပြသနေတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါပါရဲ့ကရင်ပြည်နယ်မြောက်ရီမြို့မှာတော့မိုင်းရှင်းလင်းရေးလှုပ်ဆောင်ရင်းနဲ့ဝန်ထဲစရာဖြစ်ရပ်တစ်ခုကြုံခဲ့ရပါတယ်ဇူလိုင်လ29ရက်နေ့ကဒီဘူးရက်ွက်ထက်မှာမတင်ကားစရာကားတစ်စီးရှိနေတဲ့ဆိုတဲ့သတင်းကြောင့်ကရင်အမျိုးသားတပ်မတော်ကရဲဘော်တွေတွားရောက်စစ်ဆေးရမှာမိုင်းပေါက်ကွဲမှုဖြစ်ပြီးရဲဘော်4ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့2ဦးလည်းပြစ်ဒဏ်တဲ့ဒဏ်ရာတွေရရှိခဲ့ပါတယ်
မြောက်ရီမြို့ကန်တွေရဲ့ပြောပြချက်အရတော့မိုင်းရှင်းလင်းရေးမှာအတွေ့အကြုံနည်းပါးတာနဲ့စနစ်တကျမလုံဆောင်နိုင်ခဲ့တာကြောင့်ခုလိုအထိခိုက်များခဲ့ရတာလို့သိရပါတယ်။နေဆက်ဒေသမြောက်ရီရဲ့လုံခြုံရေးအခြေအနေဟာခုချိန်ထိစိုးရိမ်စရာကောင်းနေတော့မှဖြစ်ပါတယ်။မကွေးတိုင်းဘက်မှာလည်းတိုက်ပွဲသတင်းရှိပါတယ်။တောင်တွင်းကြီးပြည်လမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တစ်ခုကိုတော်လှန်ရေးအင်အားစုတွေက40မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဇူလိုင်လ25ရက်နေ့ညပိုင်းမှာဖြစ်ခဲ့တာပါ။ဒီဂိတ်ဟာခီးသွွားတွေစီကနေမတရားငွေကောက်ခံနေတဲ့ဂိတ်ဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာရခဲ့ပြီးတောင်တွင်းကြီးစေယုံကိုလူနာတင်ကားတွေနဲ့ပို့ဆောင်ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။တော်လှန်ရေးအဖွဲ့တွေကတော့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံရေးနဲ့လူ့ခွင့်ရေးဆိုင်ရာသတင်းတွေကိုတင်ဆက်ပေးကြပါမယ်။အာရခတပ်တော် AA နဲ့ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီတို့ဇူလိုင်လ23ရက်နေ့ကအွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဒီတွေ့ဆုံမှုမှာ AA ဘက်ကဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့ကောင်ဒီဘက်ကလည်းအလဲကျသဘာပတိခူးရွယ်နဲ့ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းတို့တက်ရောက်ခဲ့ကြပါတယ်။နှစ်ဖက်လုံးကလက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့အနာဂတ် Federal ပြည်ထောင်စုတည်ဆောက်ရေးကိစ္စရပ်တွေကိုပွင့်ပွင့်လင်းလင်းတိုင်ပင်ခဲ့ကြတယ်လို့ဆိုပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်မှာကြုံတွေ့နေရတဲ့ရေဘေးဒဏ်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စတွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။တော်လှန်ရေးအင်အားစုတွေကြားမှာခုလိုမျိုးပူးပေါင်းဆောင်ရွက်မှုတွေရှိလာတာကိုကြိုဆိုတယ်လို့အခြားတော်လှန်ရေးအဖွဲ့ဝင်တွေကလည်းပြောဆိုကြပါတယ်။စစ်ကောင်စီကနေပြည်တော်မှာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေခေါ်နေတဲ့အချိန်မှာပဲတော်လှန်ရေးအင်အားစုတွေကလည်းသူတို့ရဲ့နိုင်ငံရေးညီမချက်တွေအတွက်ခုလိုတွဲဆုံမှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။လူ့အခွင့်အရေးနဲ့ပတ်သက်လို့အကျဉ်းထောင်တွေထဲမှာရှိနေတဲ့နိုင်ငံရေးအကျဉ်းသူတွေရဲ့အခြေအနေကတော့အတော်လေးကိုစိုးရိမ်စရာကောင်းနေပါတယ်။နိုင်ငံရေးကျဉ်းသူများအဖွဲ့ရဲ့တည်ထောင်သူမဆူမီခွီဘီစီတူနဲ့တွဲဆုံမေးမြန်းချက်အရနိုင်ငံတော်ကအကျဉ်းထောင်40ကျော်မှာနိုင်ငံရေးအကျဉ်းသူ9000ကျော်ကျန်ရှိနေပါသေးတယ်။သူတို့တွေဟာစစ်ကြောရေးစခန်းတွေမှာလိမ်ပိုင်းဆိုင်ရာစော်ကားခံရတာတွေညှဉ်းပန်းနှိပ်စက်ခံရတာတွေကိုခါးသီးစွာရင်ဆိုင်နေရတာပါ။အကျဉ်းထောင်ထဲရောက်သွားတဲ့အခါမှာလည်းလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတာကြောင့်အစာအိမ်ယောဂကင်ဆာယောဂတွေခံစားနေရတယ်လို့တချို့ဆိုရင် TB HIV နဲ့အရေးပြားယောဂတွေပါခံစားနေရတယ်လို့ဆိုပါတယ်။အဆိုးရွားဆုံးကတော့အကျဉ်းထောင်တွေထဲမှာမိခင်နဲ့အတူရှိနေတဲ့ကလေးငယ်105ဦးဝန်းကျင်လောက်ရှိနေတာပါ။တချို့မိခင်တွေဆိုရင်ထောင်ထဲမှာပဲကလေးမွေးခဲ့ရပြီးနှုတ်မုံနဲ့ဆေးဝါးခက်ခဲမှုတွေကြောင့်အတော်လေးဒုက္ခရောက်နေကြပါတယ်။အကျဉ်းထောင်ကပြန်လွတ်လာရင်တော့မှစစ်ကောင်စီရဲ့စောင့်ကြည့်ခံရတာအလုတ်ကန်အခွင့်အလမ်းပိတ်ပင်ခံရတာတွေကြောင့်စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေနဲ့ရှင်သန်နေကြရတယ်လို့မဆူမီခွီဘီစတူကပြောပြပါတယ်။ဒါကြောင့်နိုင်ငံရေးအကျဉ်းသားတွေကိုမိမ့်မထားကြဖို့နဲ့သူတို့ရဲ့အတန်တွေကိုကဘာကသိအောင်အပြော်အေးကြဖို့သူကတိုက်တွန်းထားပါတယ်။နိုင်ငံရေးနဲ့လူ့ခွင့်ရေးဆိုင်ရာသတင်းတွေကိုဆက်လက်တင်ဆက်ပေးကြပါတယ်။အာဆီယံလူ့ဒီတိုကမ္ဘာများဖွဲ့ APHR ကနေအာဆီယံခေါင်းဆောင်တွေကိုပြပြတသားတောင်းဆိုလိုက်တဲ့သတင်းတစ်ခုရှိပါတယ်။အဲဒါကတော့အကြမ်းဖက်စစ်ကောင်စီနဲ့ဘလို့ပဲထိတွေ့ဆက်ဆံပါစေနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့တွဲဆုံခွင့်ရရှိရေးကိုမဖြစ်မနေလိုက်နာရမယ့်စည်းကမ်းချက်တစ်ခုအဖြစ်သတ်မှတ်ဖို့ပါပဲ။လာအိုနိုင်ငံမှာကျင်းပခဲ့တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာမြန်မာစစ်ကောင်စီရဲ့နိုင်ငံရေးကိုယ်စားလှယ်ကိုပေးမတက်တာကိုသူတို့ကကြိုဆိုပေမဲ့တရားဝင်မဟုတ်တဲ့ဆွေးနွေးပွဲတွေကနေစစ်ကောင်စီကိုအတိမတ်ပြုတယ်လို့ဖြစ်နေတာကိုတော့ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။အင်ဒိုနီးရှားလွှတ်တော်အမတ်မာစီတာကတော့စစ်ကောင်စီဟာအာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုပြောင်ပြောင်တင်းတင်းပယ်ချနေတာဖြစ်လို့ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့လိုအပ်နေပြီလို့ဆိုပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့တွဲဆုံခွင့်မရမချင်းစစ်ကောင်စီနဲ့နောက်ထပ်ဘလို့ထိတွေ့မှုမျိုးမှမလုပ်ဖို့မလေးရှားလွှတ်တော်မဟောင်းဆန်ဒီယာဂိုကလည်းအလေးနဲ့တိုက်တွန်းထားပါတယ်။အိန္ဒိယမလေးရှားနိုင်ငံဘက်ကယင်းနှစ်စရာသတင်းတစ်ခုကိုလည်းတင်ဆက်ပေးပါရစေ။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာရှိတဲ့ UNHCR ရုံးရှိမှာအကာအကွယ်ပေးဖို့တောင်းဆိုဆန္ဒပြနေကြတဲ့ရိုဟင်ဂျာဒုက္ခသည်100ကျော်ကိုမလေးရှားရဲတပ်ဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့တနင်္လာနေ့ညပိုင်းမှာရဲကားတွေနဲ့ရောက်လာပြီးကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင်အားလုံးကိုဖမ်းသွားတာပါ။ဒီလူတွေဟာမလေးရှားနိုင်ငံပြည်နယ်ကသူတို့ရဲ့နေအိမ်တွေမှာအွန်လိုင်းအမုန်းစကားတွေကြောင့်ဒေသခံတွေရဲ့တရားထောက်တာခံခဲ့ရလို့ကွာလာလမ်ပူကိုလာပြီးအကူအညီတောင်းနေကြသူတွေဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကတော့ UN ရုံးရှိမှာခုလိုမျိုးစုဝေးနေတာဟာလုံခြုံရေးအရာစိုးရိမ်စရာဖြစ်လို့ဥပဒေအရအေးအေးယူရတာလို့ပြောပါတယ်။ဒုက္ခသည်တွေအနေနဲ့သတ်မှတ်ထားတဲ့စီမင်းတွေတိုင်းနေထိုင်ရမှာဖြစ်ပြီးကိုယ်သဘောနဲ့ကိုခုလိုလုပ်ခွင့်မရှိဘူးလို့လည်းသူကသတိပေးထားပါတယ်။ရာဇဝတ်မှုနဲ့လူမှုရေးဆိုင်ရာသတင်းတွေကိုစက်ကြည့်အောင်ပါ။ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်မှာအသက်23နှစ်အရွယ်အမျိုးသမီးငယ်မနစ်နှစ်ဝေကိုအဓမ္မပြုကျင့်တပ်ဖြတ်ခဲ့တဲ့တရားကြံ3ဦးကိုအာရခတပ်တော် AA ကအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဇူလိုင်လ22ရက်နေ့ကတန်းဆွယ်ကျော်ရွာတွာလန်ဘေးမှာမနစ်နှစ်ဝေရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့တာပါ။စုံစမ်းစစ်ဆေးချက်တွေအရအသက်38နှစ်အရွယ်မောင်တင်ဝင်းဆိုသူကလူမှုရေးအကူအညီတောင်းစရာရှိတယ်ဆိုပြီးဆိုင်ကယ်နဲ့လိမ်လည်ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာအသက်29နှစ်အရွယ်မောင်အေးကျော်နဲ့အသက်22နှစ်အရွယ်မောင်တန်းစိုးတို့နဲ့ပူးပေါင်းပြီးခြံဝင်းတစ်ခုထဲမှာလက်ထိတ်ခတ်မျက်လုံးစီးပြီးအဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့တာပါ။အမျိုးသမီးငယ်ကခုခံတဲ့အတွက်ကြောက်တုံးနဲ့ရိုင်းနဲ့တပ်ဖြတ်ပြီးအလောင်းဖျောက်ခဲ့ကြတာလို့ဝန်ခံထွက်ဆိုထားပါတယ်။ခုတော့တရားခံ3ဦးစလုံးကို AA တရားဥပဒေစိုးမိုးရေးဌာနကဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ပါတယ်။မကွေးတိုင်းနဲ့မန္တလေးတိုင်းထဲမှာပြည်သူတွေကိုဒုက္ခပေးနေတဲ့ပြူစော်တီခေါင်းဆောင်ပေါက်ကတော့ရုတ်တ
ရက်ဆိုသလိုရဟန်းဘွားကနေကိုရင်ဘွားကိုပြောင်းလဲခံယူလိုက်တဲ့ဆိုတဲ့သတင်းကလည်းလူပြောများနေပါတယ်။သူကတော့ပရဟိတအလုပ်တွေကိုပို့လို့ချင်လို့ပါလို့အကြောင်းပြပေမဲ့လက်တွေ့မှာတော့သူ့ရဲ့အဖွဲ့ဟာစစ်ကောင်စီစီကလက်နက်တွေယူပြီးရွာတွေကိုမီးရှို့လူတက်နေတာတွေလုပ်နေတာပါ။ပေါကုတော်ဟာရဟန်းတင်ကန်းဝတ်ပြီးလူတက်ပွဲတွေကိုဥဆောင်နေလို့တန်ဃာတို့ကြားမှာပါရာဇီကကြာပြီးသားလို့ဝေဖန်ခံရသူဖြစ်ပါတယ်။အခုလိုဘွားပြောင်းလိုက်တာဟာစီးရေးရှုံးနေမှုတွေကြောင့်သူ့ရဲ့ရာဇဝတ်မှုတွေအတွက်ဘာသာရေးအကာအကွယ်ကိုပုံစံပြောင်းလိုက်တဲ့လက်ကွက်တစ်ခုဖြစ်နိုင်တယ်လို့နိုင်ငံရေးလေ့လာသူတွေကရှုမြင်နေကြပါတယ်။ရန်ကုန်မြို့ကသတင်းတစ်ခုကိုကြည့်အောင်ပါ။တာဂေတမြို့နယ်မှာအင်ခေါမိုးပေါ်မှာစစ်ကောင်စီရဲ့မီတာတစ်တွေကိုအတင်းကျပ်တက်ခိုင်းနေပြီးတိန်ကိုငွေကျပ်9000စီကောက်ခံနေပါတယ်။ငွေမပေးနိုင်တဲ့အိမ်တွေကိုတော့ညဘက်မှာဧည့်စည်စစ်တလို့နဲ့ဝင်ရောက်စစ်ဆေးပြီးလူငယ်တွေကိုစစ်မှုထမ်းဖို့ဖမ်းဆီးတာတွေလုပ်နေပါတယ်။ဒါဟာပြည်သူတွေစီကနေနှီးမျိုးစုံနဲ့ငွေညစ်နေသလိုဖြစ်နေပြီးမြို့ကန်တွေကတော့အတော်လေးကိုစိုးရိမ်ထိတ်လန့်နေကြရပါတယ်။နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးပါစီ။ဂျာမနီနိုင်ငံမှာအစ္စလာမ်ဆွမ်းရောက်အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့လို့အမျိုးသမီးတဦးအဆုံးကြီး29ဦးဒဏ်ရာရှိခဲ့ပါတယ်။အဘဒူဘာလူလို့အမည်ရတဲ့အသက်22နှစ်အရွယ်တရခန်ဟာဘင်ကားတစ်စီးနဲ့လူအုပ်ထဲကိုဓာတ်ရိုက်မောင်းဝင်ခဲ့တာပါ။အဲဒီနောက်မှာဓာတ်ရှိကြီးနဲ့လူတွေကိုလိုက်လံခုန်နှက်ခဲ့ပါတယ်။သူဟာအရင်ကလည်း IS အဖွဲ့တွေကိုဝင်ဖို့စူးစမ်းခဲ့မှုသူဖြစ်ပြီးဂျာမနီအစိုးရကသူ့ကိုလမ်းမမရောက်အောင် program တွေနဲ့သင်တန်းပေးခဲ့မှုပဲမဲ့ခုလိုမျိုးလုပ်ရက်ကိုကျွလွန်ခဲ့တာပါတရားခံကိုတော့ရဲတပ်ဖွဲ့ကပြစ်တက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဥရောပနိုင်ငံတွေမှာခုလိုမျိုးတရားမဝင်ဝင်ရောက်လာသူတွေရဲ့အကြမ်းဖက်မှုတွေများပြားလာတဲ့အပေါ်မှာဒေသခံတွေကအတော်လေးဒေါသထွက်နေကြပါတယ်။မြောက်ကိုရီးယားနိုင်ငံကတော့အာဆီယံရဲ့ရည်တည်ချက်ကိုပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ကိုရီးယားကျွန်းဆွယ်မှာနျူကလ িয়ার ကင်းစင်ရေးလှုပ်ဆောင်ဖို့အာဆီယံရဲ့တောင်းဆိုချက်ဟာမိုက်မဲပြီးအထိပ္ပယ်မရှိတဲ့အိမ်မက်ပဲလို့ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ညီမဖြစ်သူကင်ယိုဂျုံကပြောလိုက်တာပါ။မြောက်ကိုရီးယားအနေနဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်တာဟာသူတို့ရဲ့အချုပ်အခြာအာဏာဖြစ်ပြီးဒါဟာဘယ်တော့မှနောက်ပြန်မလဲမဲ့လမ်းစဉ်ဖြစ်တယ်လို့လည်းဆိုပါတယ်။အမေရိကန်နိုင်ငံမှာတော့သမ္မတထရန့်အစိုးရရဲ့မူဝါဒအသစ်အရကိုဝင်ဆောင်တွေနဲ့ကလေးတွေကလွဲလို့နိုင်ငံသားမဟုတ်တဲ့နေထိုင်သူတွေကိုအစိုးရကျန်းမာရေးစောင့်ရှောက်မှုဖြစ်တဲ့ Medicaid ခံစားခွင့်တွေကိုအော်တိုဘာလကစပြီးရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ဒါဟာ Federal ရန်ပုံငွေသုံးစွဲမှုကိုလျှော့ချဖို့ဖြစ်ပြီးပြည်내အလိုက်တက်ရောက်မှုတွေကွဲပြားနိုင်ပါတယ်။ဒီကိစ္စကြောင့်အမေရိကန်ကိုရောက်နေတဲ့မြန်မာဒုက္ခသည်တွေနဲ့နိုင်ငံရေးခုံလုံသူတွေအတွက်ကျန်းမာရေးစရိတ်တွေကြီးလေးလာမှာကိုစိုးရိမ်နေကြရပါတယ်။စီးပွားရေးနဲ့ကုန်စည်နှုန်းသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။နိုင်ငံတော်မှာစံစည်းရွှေစည်းတွေတက်နေတယ်လို့စားသုံးစီနဲ့ကြက်ဥစည်းတွေကလည်းအခြေခံပြည်သူတွေကိုအတော်လေးဒုက္ခပေးနေပါတယ်။စကိုင်းတိုင်းရွှေဘိုမြို့မှာဆိုရင်စစ်ကောင်စီကစီဆိုင်တွေကိုဝင်ရောက်စစ်ဆေးပြီးရောင်းချခွင့်တွေကိုကန့်သတ်လိုက်ပါတယ်။ရွှေဘိုမြို့ရဲ့စီးရင်ညိုဈေးကတပိတ်တာ8500ကျပ်ဖြစ်ပေမဲ့အပြင်ဈေးကွက်မှာတော့2000ကျော်အထိပေါက်ဈေးရှိနေပါတယ်။စီဝယ်ရတာခက်ခဲလို့အကျော်ဆိုင်တွေတောင်ပိတ်ထားရတဲ့အခြေအနေဖြစ်နေပါတယ်။ကြက်ဥဈေးကလည်းတစ်လုံးကို900ကျပ်အထိဖြစ်လာပါတယ်။စားသုံးသူတွေကဈေးကြီးပေးဝယ်နေရပေမဲ့ဝင်းမြူရတောင်သူတွေကတော့တစ်လုံးကို430ကျပ်လောက်ပဲရလို့အရှုံးပေါ်နေပါတယ်။ကျက်စာဈေးကလည်းတအိတ်ကို3သိန်းကျော်အထိတက်နေပြီးကျက်ငက်တုပ်ကွေးကြောင့်ကျက်တွေသေဆုံးတာကာကွယ်ဆေးတွေသွင်းကုန်ကန့်သက်ခံရတာတွေကြောင့်ကျက်ချံတွေအတော်များများပိတ်လိုက်ရပါတယ်။ရင်းနှီးမြှုပ်နှံမှုတွေကအရင်ကထက်2ဆလောက်ပိုကုန်နေလို့ကျက်1000မွေးမဲ့သူက900လောက်ပဲမွေးနိုင်တော့တဲ့အခြေအနေပါ။ရှေ့လျှောက်ကျက်ဥဈေးဟာဒီထက်ပိုတက်လာနိုင်တယ်လို့ကျွမ်းကျင်သူတွေကခန့်မှန်းထားပါတယ်။ပြည်ပြားရောက်မြန်မာလုပ်သားတွေစီကနေလည်းစစ်ကောင်စီကနှီးမျိုးစုံနဲ့ဝင်မြစ်ဖို့ကြိုးစားနေပါတယ်။အလို့သမားဝင်ကြီးခင်မောင်စိုးကပြည်ပရောက်လုပ်သားတွေအနေနဲ့မိသားစုစီငွေလွှဲတဲ့အခါစစ်ကောင်စီထိန်းချုပ်ထားတဲ့ဘဏ်တွေကနေလာစာရဲ့25%ကိုမဖြစ်မနေလွှဲရမယ်လို့ဖိအားပေးနေပါတယ်။ဒါအပြင်ဝင်ငွေခွန်2%လည်းဖတ်ပိုင်အောင်ပါ။အဲဒီလိုမလုပ်ရင်နိုင်ငံကူးလက်မှတ်တက်တန်းတိုးတာနဲ့ပြည်ပထွက်ခွာခွင့်တွေကိုပိတ်ပင်မယ်လို့ချိန်ချောက်ထားပါတယ်။2025ခုနှစ်အတွင်းမှာပြည်ပရောက်လုပ်သားတွေစီကနေဒေါ်လာ1ဘီလီယံလောက်အထိစစ်ကောင်စီကရရှိခဲ့တာပါ။ဒါဟာနိုင်ငံခြားဝင်ငွေရဲ့38%လောက်ရှိပါတယ်။ဒါပေမဲ့ဒီငွေတွေကိုတိုင်းပြည်အတွက်မသုံးဘဲစစ်လက်နက်တွေဝယ်ဖို့သုံးနေတာလို့ဝေဖန်ခံရပါတယ်။ထူးခြားတဲ့သတင်းတစ်ခုကတော့စစ်ကောင်စီဟာနိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကိုရှောင်လွှဲပြီးဟောင်ကောင်ကတဆင့် drone တွေနဲ့ drone ပစ်လက်နက်တွေကိုရန်ကုန်လေဆိပ်ကိုတင်သွင်းနေတာပါ။ပေါက်ကြားလာတဲ့စာရွက်စာတမ်းတွေအရပုဂ္ဂလိကကုမ္ပဏီတစ်ခုကိုအသုံးချပြီး drone အစင်းရေ80လောက်ကိုကျပ်တန်း1000နီးပါးအကုန်ခံပြီးတင်သွင်းခဲ့တာဖြစ်ပါတယ်။ဒါဟာတော်လိုင်းအင်အားစုတွေရဲ့ drone တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့အတွက်အပြင်းထန်ကြိုးစားနေတာဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့နယ်မြေမတည်ငြိမ်မှုတွေကြားတွေကစိုးရိမ်စရာကောင်းနေတဲ့မြေပြင်သတင်းတချို့ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းချံမြို့မှာတော့ပြူစောတိခေါင်းဆောင်လို့နာမည်ကြီးနေတဲ့တီတာယူမွန်ဆိုသူဟာပြီးခဲ့တဲ့ဇူလိုင်လ26ရက်နေ့ညပိုင်းကသူကိုယ်တိုင်ဖွင့်လှစ်လိုက်တဲ့စားတောက်ဆိုင်နဲ့ KTV ဖွင့်ပွဲကိုခန်းခန်းနားနားကျင်းပခဲ့ပါတယ်။ဒီဆိုင်ဟာမြင်းချံမြို့19ရပ်ကွက်ညောင်ဦးလန်းဆောင်ကဆွလွန်ပန်းချံအနီးမှာတည်ရှိတာပါ။တော်လိုင်းအင်အားစုတွေဘက်ကတော့ဒီနေရာဟာစစ်ရေးပြစ်မှတ်ဖြစ်တယ်လို့ပြက်ပြက်သားသားကြေညာထားပြီးဖြစ်ပါတယ်။တီတာယူမွန်ဆိုသူဟာမြို့ပေါ်မှာလက်နက်အားကိုးနဲ့ပြည်သူတွေစီကနေအတင်းအကျပ်ငွေကြေးကောက်ခံတာတွေအိမ်ချမ်းမြေအယောင်းဝယ်ကိစ္စတွေမှာပါဝင်ပတ်သက်နေသူတဦးဖြစ်တယ်လို့မြို့ခံတွေကပြောကြပါတယ်။ဒီ
ဒီဆိုင်ဖွင့်ပွဲကိုတက်ရောက်ခဲ့ကြတဲ့လုပ်ငန်းရှင်တွေနဲ့အင်ချမ်းမြေပွဲစားတွေရဲ့စီးရင်ကိုလည်းဒေါ်လာရေးအဖွဲ့တွေကအတိအကျမှတ်တမ်းတင်ထားပြီးထိထိရောက်ရောက်အရေးယူသွားမယ်လို့တတိပေးထားပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့လည်းစီရေးပြစ်မှတ်ဖြစ်လာနိုင်တဲ့အဲ့ဒီလိုနေရာမျိုးတွေကိုအထူးတတိထားရှောင်ရှားကြဖို့လိုအပ်နေပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်ဘက်မှာလည်းရင်းနှင်းစရာဖြစ်ရတစ်ခုဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ15ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားပြီးနောက်ကြောက်ငှက်ကြေးရွာတဲကိုဝင်ရောက်လာပြီးရွာသား10ဦးထက်မနည်းကိုအတင်းကျပ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီစစ်စင်ရေးအတွင်းမှာဒေသခံ9ဦးသေဆုံးခဲ့ရပြီး10ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်တွေဟာရွာသားတွေကိုဖမ်းဆီးသွားတဲ့ပြင်အိမ်တွေကပစ္စည်းတွေကိုလည်းယူဆောင်သွားခဲ့ကြပါတယ်။အခုချိန်ထိအဖမ်းခံရတဲ့ရွာသားတွေကိုဘယ်ကိုခေါ်သွားတယ်ဆိုတာမသိရသေးပါဘူး။လက်တလုံးမှာတော့စစ်ကောင်စီတပ်တွေဟာရွာငံမြို့နယ်ထဲမှာစီရေးရှင်မြင့်လှုပ်ဆောင်နေတာကြောင့်ဒေသခံတွေအနေနဲ့အထူးသတိထားကြဖို့တော်လိုင်းအင်အားစုတွေကတတိပေးထားပါတယ်။အခုနိုင်ငံတကာစီရေးနဲ့လုံခြုံရေးသတင်းတွေကိုဆက်လက်ချီရှုရအောင်ပါ။အရှေ့အလယ်ပိုင်းဒေသကအနောက်ဘက်ကမ်းခြေမှာအခြေအနေတွေဟာအတော်လေးကိုတင်းမာနေပြီးပောက်ကွဲလူနီးပါးအခြေအနေကိုရောက်နေပါတယ်။အစ္စရေးတပ်ဖွဲ့ဝင်တွေဟာအနောက်ဘက်ကမ်းခြေနဲ့အရှေ့ဂျေရုဆလင်တဝိုက်ကရွာပေါင်း20ကျော်ကိုဝင်ရောက်စီးနင်းခဲ့ပြီးပါလက်စတိုင်းလူမျိုးတွေကိုဖမ်းဆီးတာတွေလှုပ်ဆောင်နေပါတယ်။တောင်ပိုင်းမြို့ကြီးတွေမှာလည်းလူနေအိမ်တွေကိုဖျက်ဆီးတာမြောက်ပိုင်းကရွာတွေကိုစစ်ကားတွေနဲ့ဝင်ရောက်ပြီးဖမ်းဆီးတာတွေရှိနေပါတယ်။အထူးသဖြင့်ဘာသာဒုက္ခသည်စခန်းနဲ့နှိစက်တဲ့နေရာတွေမှာလူငယ်တွေကိုအဆက်မပြတ်ဖမ်းဆီးနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်အောက်တိုဘာလကစပြီးအခုချိန်ထိအနောက်ဘက်ကမ်းခြေမှာပါလက်စတိုင်းလူမျိုး1200ကျော်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့အာရပ်ဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။ဒီလိုရက်တွေဟာလက်နက်မဲ့ပြည်သူတွေအပေါ်ကျူးလွန်တဲ့အကြမ်းဖက်မှုတွေဖြစ်တယ်လို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကဝေဖန်ပြစ်တင်ထားသလိုအီဂျစ်၊ဆီးရီးယားနဲ့စပိန်အစိုးရတို့ကလည်းပြင်းပြင်းထန်ထန်ကန့်ကွက်ထားကြပါတယ်။အမေရိကန်နဲ့ဒေသနိုင်ငံကြားမှာလည်းနည်းပညာဆိုင်ရာအငင်းပွားမှုတွေပုံမပြင်းထန်လာပါတယ်။တရုတ် AI ကုမ္ပဏီတွေဟာအမေရိကန်ရဲ့ AI နည်းပညာတွေကိုခိုးယူပြီးသူတို့ရဲ့ AI model တွေကိုလေ့ကျင့်ပေးနေတယ်လို့အမေရိကန်ဆိုရကဆွဆွဲလိုက်ပါတယ်။အထူးသဖြင့် DC လင်းစင်တို့ခေါ်တဲ့နည်းပညာကိုအသုံးပြုပြီးအမေရိကန်ရဲ့အဆင့်မြင့် AI စနစ်တွေကိုတူးပနေတာလို့ဆိုပါတယ်။မကြသေးခင်ကမှတရုတ်ကုမ္ပဏီတစ်ခုကထုတ်လုပ်လိုက်တဲ့ Charmia 3 AI model ဟာအမေရိကန်ကုမ္ပဏီတွေကိုအတော်လေးအံ့အားသင့်သွားစေခဲ့ပါတယ်။အမေရိကန်ဗဏ္ဍာရေးဝန်ကြီးကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံကိုစီးပွားရေးအရအရေးယူပိတ်ဆို့မှုတွေလှုပ်ဆောင်နိုင်တယ်လို့တတိပေးထားပါတယ်။တရုတ်စီးပွားရေးဝန်ကြီးဌာနကတော့ဒါဟာအမေရိကန်ရဲ့လုပ်ကြံဆွဆွဲမှုသာဖြစ်ပြီးသူတို့ရဲ့တရားဝင်အခွင့်အရေးတွေကိုကာကွယ်သွားမယ်လို့တုံ့ပြန်ထားပါတယ်။ဟွန်ဒူရက်စ်နိုင်ငံရဲ့သမ္မတဟောင်းဟူဂိုချာဗက်စ်ဟာလည်းမူရစ်စေဝါမှောင်ခိုမှုနဲ့အမေရိကန်မှာထောင်ဒဏ်45နှစ်ချမှတ်ခံရပြီးနောက်သမ္မတရဲ့လွန်ငင်းချမ်းသာခွင့်နဲ့ဇူလိုင်လ26ရက်နေ့မှာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။သူဟာအမေရိကန်ကိုလွှဲပြောင်းပေးခြင်းခံရပြီး4နှစ်အကြာမှာအခုလိုပြန်လည်ရောက်ရှိလာတာပါ။ဒါပေမဲ့သူ့အနေနဲ့ဟွန်ဒူရက်စ်နိုင်ငံမှာအဂတိလိုက်စားမှုငွေကြေးခွာချမှုတွေနဲ့ဩဂတ်စ်10ရက်နေ့မှာတရားရုံးပြန်တက်ရအောင်မှာဖြစ်ပါတယ်။သူနိုင်ငံကိုပြန်ရောက်ချိန်မှာတော့သူ့ရဲ့ထောက်ခံသူတွေကလေစိတ်မှာကြိုဆိုခဲ့ကြပါတယ်။ဥရောပနိုင်ငံတွေဖြစ်တဲ့ပြင်သစ်နဲ့စပိန်နိုင်ငံတွေမှာတော့တော်မီလောင်ကျွမ်းမှုတွေကြောင့်လူပေါင်း3,300,000ကျော်ကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထားရပါတယ်။ပြင်းထန်တဲ့အပူလိုင်းတွေကြောင့်မိငိမ့်တက်ရေးလုပ်ငန်းတွေဟာအတော်လေးခက်ခဲနေတာပါ။ပြင်သစ်နိုင်ငံဘော်ဒိုမြို့တော်နာအထိတော်မီတွေနီးကပ်လာနေပြီးပြင်သစ်သမ္မတအီမန်နူရယ်မခွန်ကလည်းအရေးပေါ်အစည်းအဝေးတွေခေါ်ယူကျင်းပနေပါတယ်။ဒီတော်မီတွေကြောင့်ပြင်သစ်မှာတင်နယ်မြေဟက်တာ9,000ကျော်လောက်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။စပိန်နိုင်ငံမှာလည်းတမိုင်းတစ်လျှောက်အကြီးမားဆုံးတော်မီလောင်ကျွမ်းမှုတွေကြောင့်နယ်မြေဟက်တာ9,000ကျော်လောက်ပျက်စီးသွားခဲ့ရပါတယ်။အားကစားသတင်းအနေနဲ့ကတော့အသက်23နှစ်အရွယ်တောင်ပန်တိုက်စစ်ကစားသမားဘာဂိုလာဟာသူ့ရဲ့လက်ရှိအသင်းနဲ့စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ဆန္ဒမရှိတော့ဘူးလို့သိရပါတယ်။သူဟာအင်္ဂလန်ကလပ်လီဗာပူးအသင်းကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားနေတာပါ။ဘာဂိုလာအနေနဲ့အခုလိုစာချုပ်တက်တန်းတိုးဖို့ညှင်းဆန်လိုက်တာဟာလီဗာပူးအသင်းအတွက်တော့သူ့ကိုခေါ်ယူနိုင်ဖို့အခွင့်အရေးကောင်းတစ်ခုဖြစ်လာစေပါတယ်။ဒီကနေ့သတင်းတွေကိုပြန်ကြည့်မယ်ဆိုရင်နိုင်ငံတော်မှာတိုက်ပွဲတွေကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေဟာနေ့စဉ်နဲ့အမျှချင်းချောက်ခံနေရတာကိုတွေ့ရပါတယ်။ပဲခူးရုံးမရဲကရွာလေးတရွာမှာကလေးငယ်တွေနဲ့တက်ကြီးရုပ်တွေလေကြောင်းကနေဘုံကျဲခံရလို့အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရဟာဘလို့မှမေးဖြောက်လို့မရနိုင်တဲ့ဝမ်းနည်းစရာဖြစ်ရပါတစ်ဖက်မှာလည်းရန်ကုန်မြို့လယ်မှာဝဇီရာရုပ်ရှင်ရုံကြီးကိုခန်းခန်းနာနာဖွင့်လှစ်ပြနေပေမဲ့မြို့ခံတွေအတွက်တော့ကုန်စည်နှုန်းကြီးမြင့်မှုနဲ့နေ့စဉ်စားဝတ်နေရေးအခက်အခဲတွေကသာအစစ်မှန်ဖြစ်နေပါတယ်။စံတပီကို7,000ကျော်ပေးနေရပြီးရွှေဈေးကလည်းအဆမတန်တက်နေတဲ့အချိန်မှာခုလိုမျိုးဟန်ပြပွဲလန်းသဘင်တွေလုပ်နေတာဟာပြည်သူတွေရဲ့ဒုက္ခကိုလစ်လျူရှုရာရောက်နေတယ်လို့ခန်းစားရပါတယ်။သတင်းဦးမှာပြင်ဆက်ပေးခဲ့တယ်လို့ပါပဲရန်ကုန်မြို့ကန်တဦးရဲ့ပြောပြချက်အရဆိုရင်စစ်ကောင်စီခေါင်းဆောင်လာရောက်တဲ့ခီးစဉ်ကြောင့်လမ်းတွေပိတ်ဆို့ကုန်ပြီးအလုပ်သွားမဲ့ဝန်ထမ်းတွေနဲ့နေစာအလုပ်သမားတွေအတော်လေးဒုက္ခရောက်ခဲ့ကြရပါတယ်။ကုန်စည်နှုန်းကျဖို့ထက်သူတို့အလှပြဖို့ကိုပဲအဓိကထားနေကြတာလို့မြို့ကန်ပြည်သူတွေကညှိတွားနေကြတာဟာလက်ရှိမြန်မာပြည်ရဲ့ပုံရိပ်အစစ်မှန်ဖြစ်နေပါတယ်။ပြည်သူတွေဟာငြိမ်းချမ်းမှုနဲ့တရားမျှတမှုကိုသာတောင်းတနေကြတာပါ။သောတာရှင်များရှင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်တဲ့ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဥဆောင်ကောင်စီ SCEF ဟာအာရခတ်တပ်တော် AA ပါဝင်အညာဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေယူနစ်အစိုးရလွှတ်တော်တွေနဲ့ပါဒီရက်ပိုင်းနဲ့ဇက်တိုက်တွေ့ဆုံနေပါတယ်ဒီအကြောင်းကိုဝေဖြိုးကပြောပြပါပါFederal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ဟာတိုင်းရင်းသားဖွဲ့တွေဖြစ်ကြတဲ့မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ဗိုလ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့
အာရခတ်တက်တော်အေရုနဲ့သမကဒေသခြေဆိုင်ကာဝေးအဖွဲ့တွေနဲ့ဖွဲ့ထားတဲ့ຫນွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA စတဲ့အဖွဲ့တွေနဲ့အခုလာထဲမှာဇက်တိုက်တွေ့ဆုံနေပါတယ်လက်ရှိတော်လှန်ရေးကိုရောအနာဂတ်ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးမှာပါဥဆောင်မှုကဏ္ဍအတွက်ရည်ရွယ်ပြီးပါဝင်တဲ့အင်အားစုတွေပူးပေါင်းလာကြဖို့ဆွေးနွေးနေတာဖြစ်တယ်ဆိုပြီးဆွေးနွေးပွဲတွေအကြောင်းအနီးကပ်သိရှိတဲ့သတင်းရင်းမြစ်တူက BBC ကိုပြောပါတယ်တပ်ပေါင်းစုဆိုတာလည်းကိုပိုးကျပြန့်တဲ့ဥဆောင်မှုတွေစ조사နေတာလို့လည်းဆိုပါတယ်ပုံမျိုးသားဖက်ဒရယ်ကောင်စီရဲ့ဥက္ကဋ္ဌခွန်မြင့်ထွန်းကတော့ကွဲလွဲချက်တွေရှိနေသေးတာကြောင့်ဘလို့မှုကိုကင်ဆွဲပြီးတိုင်းပြည်ကိုထူထောင်မလဲဆိုတာကိုတော်လှန်ရေးအင်အားစုတွေကြားထဲမှာညှိနှိုင်းရမှာဖြစ်တယ်လို့ဆိုပါတယ်ကျွန်တော်တို့ရဲ့ကံကြမ္မာကိုကျွန်တော်တို့အပေါ်မှာပဲထားပါတယ်ဘယ်သူလက်ထဲမှာမှထားလို့မရအောင်ကျွန်တော်ပူးပေါင်းဆောင်ရွက်ကြတာပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ကိုကံကြမ္မာကိုလက်ထဲထားပြီးတော့မူချင်းတူလဲလူတွေကြားမှာတော့ကျွန်တော်ပူးပေါင်းဆောင်ရွက်နေရအဓိကပါအာရခတ်တက်တော်နဲ့ SCEF တွေ့ဆုံချိန်မှာလက်ရှိနိုင်ငံရေးအခင်းကျင်းနဲ့ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်ချက်တွေကိုပုံမှန်လင်းလင်းဆွေးနွေးခဲ့တယ်ဆိုပြီး SCEF ဘက်ကထုတ်ပြောထားပါတယ်AA ရဲ့သဘောထားကိုသိရဖို့ BBC ကဆက်သွယ်နေစေဖြစ်ပါတယ်မွန်ပြည်သက်ပါတီဆရာနာရှင်တက်ဖြတ်ရေး NMSP-AD ရဲ့မဟာမိတ်ဆက်ဆံရေးတာဝန်ခံနိုင်ပညာမွန်ကတော့ MSP-AD အနေနဲ့ SCF ထဲမှာပါဝင်ဖို့ပေါ့နော်သဘောထားကတော့ချထားပြီးပေါ့လေသို့တော့လုပ်ငန်းရာကျွန်တော်မှနည်းနည်းညှိနှိုင်း procedure ရဆွေးနွေးညှိနှိုင်းရသေးတဲ့အနေအထားမျိုးတော့ရှိပါတယ်SCEF စတင်စုဖွဲ့မှုမှာပါဝင်တဲ့ KIO, KNPP, CNF, KNU နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ဟာအာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးလည်းဖြစ်မြန်မာအရေးအာဆီယံအထူးတန်လည်းဖြစ်တဲ့ Trizal Lazaro နဲ့အခုဇူလိုင်လဒုတိယပတ်တုန်းကထိုင်းနိုင်ငံပတ်တရားမှာတွေ့တာတွေအွန်လိုင်းကနေတွေ့တာတွေကိုတိကျစီပြုလုပ်ထားပါတယ်မြန်မာနိုင်ငံကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာတူညီတဲ့သဘောထားရပ်တည်ချက်တစ်ခုမရရှိသေးပေမဲ့စ조사ဆောင်ရွက်နေကြပြီးနောက်ဆုံးမှာတော့ဆွေးနွေးပွဲတွေစတင်နိုင်မဲ့အခြေခံသဘောတူညီချက်တစ်ရပ်ကိုရှာဖွေနိုင်ကြလိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်းထိုင်းနိုင်ငံရေးဝန်ကြီးကဇူလိုင်15ရက်သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်အဲဒီနောက်မှာတော့ SCEF နဲ့တော်လှန်ရေးအင်အားစုတွေကြားအခုလိုတွေ့ဆုံစကားပြောတာတွေဇက်တိုက်ရှိလာတာဖြစ်ပါတယ်ခင်ဗျာသောတရှင်များရှင်ထိုင်းစစ်အစိုးရလက်ထက်မှာတရားရေးဝန်ကြီးဖြစ်ခဲ့သူဗိုလ်ချုပ်ကြီးဟောင်းပိုင်မွန်ခွန်ချာရာနဲ့ထိုင်းရဲတပ်ဖွဲ့ခေါင်းဆောင်ပိုင်းတွေပါတဲ့ကိုယ်စားလှယ်ဖွဲ့ဟာနေပြည်တော်အစိုးရရဲ့အတိုင်းအမြံကောင်စီအပါအဝင်ပြည်ထရေးဝန်ကြီးနဲ့အဖွဲ့ကိုပြီးခဲ့တဲ့ရက်ပိုင်းကလာရောက်တွေ့ဆုံခဲ့ပါတယ်။ထိုင်းဘက်ကသူတို့အလို့ရှိသူတွေကိုဖမ်းဆီးပေးနိုင်ဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။အလားတူမြန်မာဘက်ကလည်းတောင်းဆိုမှုတွေရှိသလိုထိုင်းမြေကတော်လှန်ရေးအဖွဲ့တွေအပေါ်လည်းတက်ရောက်မှုတွေရှိလာမှာကိုစိုးရိမ်နေကြပါတယ်။ကိုမိုးမြင့်ကပြောပြမှာပါ။ထိုင်းရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရမြန်မာနိုင်ငံထဲမှာခိုလုံနေတဲ့ထိုင်းဘက်ကအလိုရှိတဲ့မူရစ်စေဝါဂိုင်းတွေရဲ့ကောင်းဆောင်တွေကိုဖမ်းဆီးရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့ဖော်ပြပါတယ်။ဒါ့အပြင်ထိုင်းကတင်သွင်းတဲ့ကုန်ကျန်းတွေကိုစက်ရုံတွေမှာအမှန်တကယ်အသုံးချမှုရှိမရှိစစ်ဆေးပေးဖို့ခိုးသွင်းတဲ့ဓာတုကုန်ကျန်းတွေပိတ်ဆို့တားမြစ်ရမှာကူညီဖို့ကိုလည်းထိုင်းဘက်ကတောင်းဆိုခဲ့တယ်လို့သိရပါတယ်။မြန်မာဘက်ကတော့မူရစ်စေဝါတားဆီးနှိမ်နင်းရေးတင်နန်းပို့ချတာအဲ့ဒါနဲ့ဆိုင်တဲ့ကိရိယာပစ္စည်းတွေကူညီထောက်ပံ့ဖို့စတာတွေကိုတောင်းဆိုခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ဘက်ကထုတ်ပြန်ပါတယ်။နေပြည်တော်ဘက်ကတော့အခုတွေ့ဆုံတဲ့အကြောင်းအရာကိုထုတ်ပြန်လာမရှိသေးပါဘူး။ဒါပေမဲ့စစ်တပ်သတင်းတွေကိုရရှိနေသူတချို့ကတော့ထိုင်းမှာအခြေစိုက်တဲ့တော်လှန်ရေးအင်အားစုတွေကအလိုရှိသူတွေကိုဖမ်းဆီးပေးရေးမြန်မာပြည်ထောင်စုဝန်ကြီးဘက်ကတောင်းဆိုခဲ့တယ်လို့ပြောကြပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးစီရီယန်ဗိုလ်ကြီးစင်ရောကသူရရှိထားတဲ့သတင်းနဲ့အခြေအနေအပေါ်အခုလိုသုံးသပ်ပြောဆိုပါတယ်။ထိုင်းကရဲချုပ်နဲ့ပေါ့နော်တာဝန်ရှိတဲ့သူတွေခရီးစဉ်မတိုင်ခင်ကတည်းကကျွန်တော်တို့စစ်ထောက်လိုင်းရေးဘက်ကသတင်းရထားတာရှိတယ်။ထိုင်းရောအိန္ဒိယမှာရောကျွန်တော်တို့ဒီစစ်တပ်ဘက်ကအလိုရှိနေတဲ့သူတွေကိုဖမ်းဆီးပေးဖို့ဆိုတဲ့အနေအထားမျိုးတွေသူတို့တွေလှုပ်ဖို့ကြိုပြီးတော့ပြင်ထားတာကြားသိရတယ်ထိုင်းရောအိန္ဒိယရောနှစ်နိုင်ငံလုံးမှာရောက်နေတဲ့အာဏာသိမ်းတာကိုစန့်ကျင်နေတဲ့အဖွဲ့တွေကိုသူတို့ဖြည်းဖြည်းချင်းနည်းနည်းပေါ့နော်ထိုင်းဘက်ကလည်းသဘောတရားရတော့တယောက်စနှစ်ယောက်စလောက်ပြမယ်အနေအထားမျိုးရှိတယ်လို့မှန်းဆနှစ်နိုင်ငံလူကြီးပိုင်းတွေ့ဆုံပြီးဖိအားပေးတာတွေရှိနေပေမဲ့ထိုင်းနိုင်ငံရောက်တော်လှန်ရေးအင်အားစုတွေရဲ့မြေပြင်အခြေအနေကို CDM ဗိုလ်မှူးတင်လင်းအောင်ကအခုလိုရှင်းပြပါတယ်တချို့သောအောက်ရှိဝန်ထမ်းတွေကကျွန်တော်တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့မှဒီနိုင်ငံကြီးကမတရားလို့သူတို့တွေကဒီဘက်မှာလာပြီးတော့မှဒီလိုတွေလုပ်နေရတာပါလားဆိုတဲ့ဟာကိုနားလည်ခွင့်လုပ်ပေးတဲ့လူတွေလည်းရှိပါတယ်ပေါ့နော်ဒါကြောင့်မို့လို့ pressure ရမ်းပေးတိုင်းတော့လည်းထိရောက်မလားဆိုလည်းမထိရောက်ပါဘူးဒါပေမဲ့မင်းအောင်လိုင်းတို့ pressure ပေးတိုင်းသာထိုင်းနိုင်ငံလိုက်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့အတွက်တော့တရားမှုတွေအများကြီးရှိနေမှာလေဗျာအဲ့ဒီထိုင်းကိုယ်စားလှယ်အဖွဲ့နေပြည်တော်ကိုမလာခင်ဇူလိုင်လ22ရက်နေ့မှာထိုင်းနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲနဲ့အဖွဲ့ကိုအမေရိကန်ပြည်ထောင်စု Federal စုံစမ်းစစ်ဆေးရေးအဖွဲ့ FBI ညွှန်ကြားရေးမှူး Mr. Kesh Patel ကထိုင်းနိုင်ငံမှာတွားရောက်တွေ့ဆုံခဲ့ပါတယ်အဲဒီတုန်းကလည်းထိုင်းပါဝင်ဒေသရင်းနိုင်ငံတွေနဲ့အမေရိကန်တို့ကြားဆွေးနွေးတဲ့အထက်မှာမူရစ်စေဝါရောင်းဝယ်ဖောက်ကားမှုလူကုန်ကူးမှုစိုက်ဘာရာဇဝတ်မှုငွေကြေးခွာချမှုနဲ့ငွေကြေးဆိုင်ရာရာဇဝတ်မှုနောက်ပြီးနိုင်ငံတကာရာဇဝတ်ကိုင်းတွေအရေးပူးပေါင်းဆောင်ရွက်ဖို့ကိစ္စရပ်တွေပါဝင်ပါတယ်
NUG ရဲ့မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ခံဦးဝနအောင်ဖမ်းဆီးခံရပြီးနောက်မှာတိုင်းတွင်းလှုပ်ဆောင်ရမယ့်စစ်စင်ရေးရပ်တန့်နေတယ်လို့မန္တလေးတိုင်းပကဖအဖွဲ့ကပြောပါတယ်2020ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်ဦးဝနအောင်ကို NDAA မိုင်းလာအဖွဲ့ကဖမ်းဆီးပြီးစစ်တပ်စီလွှဲပြောင်းလိုက်တဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်မတ်စန္ဒာဝင်းကပြောပြမှာပါNUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမန္တလေးတိုင်းတာဝန်ခံဦးဝနအောင်ဟာပြီးခဲ့တဲ့ရက်ပိုင်းကမိုင်းလာနယ်မြေမှာဖမ်းဆီးခံလိုက်ရတယ်လို့မန္တလေးတိုင်းပကဖအဖွဲ့ဝင်ကပြောပါတယ်။သူဟာတာဝန်နဲ့မဟုတ်ဘဲခီးသွားနေချိန် NDAA မိုင်းလာဒေသရှမ်းပြည်နယ်အထူးဒေသ၄မှာဇူလိုင်23ရက်နေ့ကအဖမ်းခံလိုက်ရတာလို့လည်းအဲ့ဒီပကဖအဖွဲ့ဝင်ကဆိုပါတယ်။ဦးဝနအောင်ရဲ့ဇနီးဖြစ်သူကိုရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံဘက်မှာစစ်တပ်ကဖမ်းဆီးခဲ့ပြီးသူ့ရဲ့နေရာကိုတည်သွားတာကြောင့် NDAA မိုင်းလာအဖွဲ့ကိုဖမ်းဆီးခိုင်းတာဖြစ်နိုင်တယ်လို့စီရင်နဲ့နှိစက်သူတွေကပြောပါတယ်။လက်ရှိအချိန်မှာစစ်စင်ရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရပ်နားထားရတယ်လို့မန္တလေးတိုင်းပကဖအဖွဲ့ဝင်တယောက်ကအခုလိုရှင်းပြပါတယ်။ဒီလုပ်မဲ့ရှင်းလာမဲ့လုပ်ငန်းစဉ်တွေအများကြီးပြည့်ရတဲ့အနေအထားလောက်ထိကိုဖြစ်သွားနိုင်တယ်ပေါ့။အလုံးလေးပိုင်းဆိုင်ရာတေချာဘောကလို့လက်ရှိတက်တည်တက်လုပ်ထားတဲ့နေရာတွေကနေပြီးတော့ရွှေပြောင်းတောင်နေရာချတာကြီးပါပြီးတော့လုံးဝတော့စစ်စင်ရေးလည်းရက်သွားတချို့ဟာတွေတော့ရက်နိုင်တော့ဦးဝနအောင်ကို NDAA ကဖမ်းဆီးပြီးစစ်တပ်စီလွှဲပေးလိုက်တယ်ဆိုတဲ့အပေါ် BBC အနေနဲ့တိကျအတည်မပြုနိုင်သေးပါဘူး။ဒီအပေါ်တုံ့ပြန်မှုရဖို့ NDAA မိုင်းလာအဖွဲ့ဘက်ကိုစ조사ပေမဲ့ဆက်သွယ်လို့မရသေးပါဘူး။ NUG ရဲ့ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူကိုမေးမြန်းခဲ့ပေမဲ့လည်းအကြောင်းပြန်ဖြေဆိုခြင်းမရှိပါဘူး။ NUG သတင်းနဲ့ပြန်ကြားရေးဘက်ကတော့ဒီအပေါ်အတည်မပြုနိုင်သေးဘူးလို့အကြောင်းပြန်ထားပါတယ်။ဒါနဲ့ပတ်သက်လို့ NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ဥဆောင်သူတယောက်ပြောတာကိုလုံခြုံရေးအရာအတန်စားထိုးဖတ်ထားပါတယ်ကိုနာကြီးကတာဝန်နဲ့သွားတာမဟုတ်ဘူးတာဝန်နဲ့ဆိုကိုကမဖမ်းဘူးသူ့မျိုးသမီးရတဲ့ဆင်ဖတ်ခိုင်းတယ်ဆိုတာကလည်းစစ်တပ်ဘက်ကပြောပဲမိုင်းလာမှာတစ်ဖက်ကိုလှည့်ပြောင်းပေးလိုက်တယ်ဆိုတာကအတည်ပြုဖို့တော့ခက်နေတယ်အန်ဒီဘက်တီးတဲ့သူလှမ်းမေးကြည့်တော့လည်းဖြစ်စင်မရှိဘူးလို့ပြောနေတယ်အာနာသိန်းပြီးနောက်ပိုင်းစစ်တပ်ကိုတော်လှန်သူတချို့ဟာ NDAA မိုင်းလာအဖွဲ့ထိန်းချုပ်တဲ့ရှမ်းပြည်နယ်အထူးဒေသ၄ဘက်ကိုလည်းပြောင်းရွှေ့နေထိုင်တာတွေရှိပါတယ်။စစ်တပ်နဲ့အပြည့်ရဲ့လက်မှတ်ထိုးထားတဲ့ NDAA အဖွဲ့ဟာတော်လှန်ရေးအဖွဲ့တွေကိုတိုက်ဖို့အစီအစဉ်မရှိဘူးလို့စစ်အာဏာသိမ်းပြီးနောက်ပိုင်းပြောဆိုထားခဲ့ပူပါတယ်။ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းဘော်ဒိုမြို့စီကိုမကြုံစဘူးတောမီတွေကူးဆက်ပြန့်နှံ့လာနေတာကိုအခုချိန်ထိမထိန်ချုပ်နိုင်သေးစေပဲရှိနေသေးတယ်လို့ပြင်သစ်မိသက်တပ်ဖွဲ့ကပြောပါတယ်။ဘော်ဒိုမြို့တော်ဝန်ကဖြစ်လာနိုင်မဲ့အခြေအနေတွေအတွက်သူ့အနေနဲ့ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတယ်လို့ပြောပါတယ်။ဂျီရွန်ဒေတာမှာလောင်ကျွမ်းနေတဲ့တောမီကြီးဟာပြင်သစ်နိုင်ငံတော်ဝန်လက်ရှိတောက်လောင်နေတဲ့တောမီအများပြားတဲ့ကတစ်ခုဖြစ်ပါတယ်။လူ2,500,000လောက်နေအိမ်တွေစွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။အချက်တဲဆိုင်ရာအစိုးရအရေးပေါ်အစည်းအဝေးပြီးမှပြင်သစ်ပြည်ထောင်ဝန်ကြီးကဂျီရွန်ဒေတာတောမီအခြေအနေဟာဆိုးဝါးနေစေဖြစ်ပြီးပြီးဆုံးဖို့အခြေအနေမရှိသေးဘူးလို့သတိပေးခဲ့ပါတယ်။တခါစပိန်နိုင်ငံမှာလည်းတောမီတွေကူးဆက်လောင်ကျွမ်းနေပြီးအခြေအနေတွေပိုဆိုးလာနေတဲ့နိုင်ငံအရှေ့ပိုင်းကာစတယ်လီယွန်ဒေသကိုစပိန်ဝန်ကြီးချုပ်ပက်ဒရိုဆန်ချက်စ်သွားရောက်ကြည့်ရှုခဲ့ပါတယ်။နောက်ထပ်အပူလှိုင်းသစ်ထပ်မံကြုံတွေ့နေရတဲ့အတွက်တောမီနှိမ့်သက်မှုတွေမှာခက်ခဲမှုတွေကြုံလာရနိုင်တယ်လို့ဝန်ကြီးချုပ်ကသတိပေးခဲ့ပြီးအကြီးအကျယ်သတိထားနေကြဖို့တိုက်တွန်းခဲ့ပါတယ်။အဲ့ဒီမှာလောလောဆယ်လူ16,000ကျော်လောက်ကိုနေအိမ်တွေကနေဘေးကင်းရာဖယ်ထုတ်ထားခဲ့ရပြီးဖြစ်ပါတယ်။တနင်္ဂနွေနေ့တုန်းကလည်းစပိန်နိုင်ငံသမိုင်းမှာအကြီးမားဆုံးဖြစ်တဲ့မဒရစ်မြို့တော်နာကတောမီလောင်ကျွမ်းနေတဲ့နေရာစီမစ္စတာဆန်ချက်စ်သွားရောက်ကြည့်ရှုခဲ့ပါတယ်။အဲ့ဒီမှာလည်းလူ9,000ကျော်လောက်နေအိမ်တွေကိုစွန့်ခွာထွက်ပြေးခဲ့ရပါတယ်ရှင်။အိန္ဒိယနိုင်ငံမှာပညာရေးဝန်ကြီးနှုတ်ထွက်ပေးခဲ့ရတဲ့ဆန္ဒပြမှုတွေကိုဥဆောင်နေတဲ့လူငယ်အဖွဲ့ကဆန္ဒပြသူတွေအပေါ်ရဲကအရေးယူမှုတွေမလုပ်ရေးသဘောတူထားချက်အပေါ်အစိုးရအနေနဲ့ချိုးဖောက်မှုလုံးဝရှိမရှိဆိုတာကိုစောင့်ကြည့်နေတယ်လို့ပြောပါတယ်။ဘီဟာအနောက်ဘင်္ဂလားနဲ့အာသန်လိုပြည်နယ်တွေမှာအဖမ်းခံထားရတဲ့ကျောင်းသားရာပေါင်းများစွာကိုပြန်မလွှတ်သေးပေပဲနောက်ထပ်ကျောင်းသားရာနဲ့ချီနှောက်ယှက်ဟန်တာခံနေကြရဆဲပဲလို့ဆိုပါတယ်။ဆမေဝဲမေကုန်းတွေပေါက်ကြားခဲ့မှုနဲ့တခြားလှုပ်ထုံးလုံနည်းမညီမှုတွေကြောင့်နိုင်ငံတော်ဝန်ကန့်ကွက်ဆန္ဒပြမှုတွေကို CJP ပိုးဟတ်ပါတီကဥဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဆန္ဒပြသူတွေပေါ်အဖြစ်ပေးရေးယူတာမျိုးလုံးဝမလုပ်ပါဘူးဆိုတာကိုအစိုးရကအာမခံပြောကြားထားတယ်လို့ပိုးဟတ်ပါတီကပြောပါတယ်ရှင်။ဆူဒန်နိုင်ငံမှာ RSF လက်နက်ကိုင်တပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့မြောက်ကော်ဒိုဖန်ပြည်နယ်ရဲ့မြို့တော် El Obeid မြို့နဲ့ပေါင်းကူးထားတဲ့အရေးပါတဲ့အဝေးပြေးလမ်းမကြီးတစ်ခုကို2ရက်ကြာတိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပြီးစစ်တပ်ကအပြည့်အဝပြန်သိမ်းပိုက်လိုက်နိုင်ခဲ့ပြီလို့ပြောပါတယ်။
ကီလိုမီတာ350ရှည်လျားတဲ့အဲ့ဒီအဝေးပြေးလမ်းမကိုပြည်တွင်းစစ်စခဲ့တဲ့2023ခုနှစ်ဧပြီလကတည်းကစလို့ RSF လက်နက်ကင်တပ်ဖွဲ့တွေကထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ RSF လက်နက်ကင်တွေထွက်ပြေးသွားပြီဖြစ်တဲ့အတွက်အဝေးပြေးလမ်းမတစ်လျှောက်မှာရှိတဲ့မြို့ရွာတွေလည်းသူတို့လက်အောက်ကလွတ်မြောက်ခဲ့ပြီလို့စစ်တပ်ပြောခွင့်ရသူကပြောပါတယ်။လမ်းတွေပိတ်ဆို့ခံထားရတဲ့အတွက်လူ9သိန်းလောက်ပိတ်မိနေတဲ့ El Obeid မြို့ကို RSF တပ်ဖွဲ့က drone တွေနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်နေပြီးလူသားချင်းစာနာမှုဆိုင်ရာကပ်ဘေးကြီးနဲ့ရင်ဆိုင်ရပွဲရှိတယ်လို့ကုလသမဂ္ဂအဖွဲ့ကသတိပေးထားပါတယ်။ပဋိပက္ခစစ်ပွဲတွေစတင်ခဲ့ချိန်ကတည်းကစလို့လူ4သိန်းလောက်အသက်ဆုံးရှုံးခဲ့ရပြီး14သန်းကျော်အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်ရှင်။တောင်ကိုရီးယားနိုင်ငံမှာ2022ခုနှစ်မဲဆွယ်ကာလအတွင်းရွေးကောက်ပွဲစည်းမျဉ်းချိုးဖောက်မှုနဲ့သမ္မတဟောင်းယွန်ဆွတ်ယိုကိုဆိုင်းငံ့ထောင်ဒဏ်18လတရားရုံးကချမှတ်လိုက်ပါတယ်။သူဟာမဲဆွယ်စည်းရုံးစဉ်ကာလအတွင်းမဟုတ်မမှန်တင်ပြပြောဆိုတာတွေလုပ်ခဲ့မှုနဲ့ပြစ်မှုထင်ရှားကြောင်းတရားသူကြီးကဆုံးဖြတ်ခဲ့ပါတယ်။ယွန်ဆွတ်ယိုဟာ2024ခုနှစ်ဒီဇင်ဘာလကစစ်အုပ်ချုပ်ရေးဥပဒေကြေညာခဲ့မှုနဲ့ဆက်နွယ်ပြီးနိုင်ငံတော်ပုန်ကန်မှုဆွဲချက်နဲ့တသက်တကြွကြခံနေရတာဖြစ်ပါတယ်။တကယ်လို့ရွေးကောက်ပွဲစည်းမျဉ်းချိုးဖောက်မှုတရားရုံးဆုံးဖြတ်ချက်ကိုယူခံတာရှုံးနိမ့်ခဲ့မယ်ဆိုရင်ယွန်ဆွတ်ယိုရဲ့ပါတီဟာနိုင်ငံတော်ရွေးကောက်ပွဲကော်မရှင်ကပေးခဲ့တဲ့ရွေးကောက်ပွဲကုန်ကျစရိတ်ဒေါ်လာ28တန်းကျော်ကိုပြန်ပေးရဖို့ရှိနေပါတယ်ရှင်။ဖိလစ်ပိုင်နိုင်ငံမှာသမ္မတဖာဒီနန်မာကိုစ်နိုင်ငံတော်မိန့်ခွန်းပြောကာနီနိုင်ပိုင်းအလိုမှာပဲမနီလာမြို့မှာဘုံဖောက်ခွဲမှုလို့ယူဆရတဲ့ဖြစ်ရပ်နှစ်ခုကိုရဲတွေကစုံစမ်းစစ်ဆေးနေပါတယ်။တရားရေးဌာနအဆောက်အအုံနားမှာပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့စီနိတ်လွှတ်တော်နားမှာလည်းဖောက်ခွဲပစ္စည်းတစ်ခုကိုရှာဖွေတွေ့ခဲ့ပြီးဘေးရန်ရဲ့ကင်းကင်းနဲ့စနက်တံဖြုတ်တားဆီးနိုင်ခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရသူရှိတယ်ဆိုတဲ့သတင်းမျိုးတော့မကြားရပါဘူးရှင်။ကွန်ဂိုနိုင်ငံအနောက်ပိုင်းမှာပါရန်ကိုစွမ်းအင်ကုမ္ပဏီရဲ့ရေနံထုတ်လုပ်မှုလုပ်ငန်းတွေကြောင့်ဒေသခံအတိုင်းဝိုင်းပေါ်အန္တရာယ်တွေကျရောက်လာနိုင်တယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကပြောပါတယ်။ရေနံတွေယိုစိမ့်လာမှုတွေကြောင့်မူအန်ဒါဒေသကမြစ်ချောင်းတွေနဲ့မြေစီလွှာတွေညစ်ထေးကုန်ပြီးဓာတ်ငွေ့မီးတွေနဲ့စွန့်ပစ်ပစ္စည်းမီးရှို့မှုတွေကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေပြုတ်အံနာတာရှည်ချောင်းဆိုးတာတွေဖြစ်လာနေကြတယ်လို့ဆိုပါတယ်ရှင်။